ဆိုတော့လူလေးဆောင်ရင်လည်းနည်းနည်းလေးစပိတာပေါ့စပိတော့နည်းနည်းလေးဆွေးနွေးကျင်တာလေးပေါ့လေဆွေးနွေးကျင်တာလေးရှိတယ်ဒီအပိုင်းလေးမှာကိုနဲ့ဆိုင်သလားဆိုတော့ personal လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့တော့မဆိုင်ဘူးဒါပေမဲ့တစ်ဖက်က professional career လေးတွေဖြစ်တယ်ဆိုတော့ကျွန်မကလည်းဆွေးနွေးကျင်တယ်ပေါ့နော်ဆွေးနွေးကျင်တယ်ကျွန်မရဲ့အမြင်လေးကိုကျွန်မဆွေးနွေးကျင်တယ်ပေါ့ဆိုတော့ LGBT အတိုင်းဝိုင်းလေးမှာအခုတလောလေးပြဿနာလေးဖြစ်နေကြတယ်နည်းနည်းလေးညှိတိတိလေးတွေချိတ်တိတ်တိတ်လေးတွေဖြစ်နေကြတာအားလုံးသိမယ်နဲ့တူတယ်နော်ဆိုတော့တစ်ဖက်ကတယောက်ကဒီ makeup artist တယောက်ကပြောလိုက်တယ်တစ်ဖက်ကနှစ်ယောက်ကပြန်ပြီးတော့မှသူတို့ရဲ့ response ပြန်ပြီးတော့မှပြောကြတယ်ပေါ့မနေ့က TV မှာအထိအောင်ကျွန်မကြည့်လိုက်ရတယ်နော် TV မှာအထိအောင်လာတဲ့ချိန်မှာနည်းနည်းလေးစောင်းတယ်လို့ချိတ်တယ်လို့လေးနဲ့ TV မှာပြောတာလေးအထိကိုကျွန်မမနေ့ကတွေ့လိုက်ရတယ်ဒါကြောင့်မလို့ကျွန်မပြောချင်တာလေးဆွေးနွေးချင်တာလေးပေါ့လေဆိုတော့ရုပ်ရှင်တွေပေါ့ရုပ်ရှင်တွေရိုက်ကြတယ်ပေါ့နော်ရုပ်ရှင်တွေရိုက်ကြတယ်ဆိုတော့ရုပ်ရှင်တွေထဲမှာကျွန်တော်တို့တွေကအကောင့်ထဲပေါ်ကြတယ်ပေါ့ပုံဇက်ရုပ်တွေကိုအကောင့်ထဲပေါ်တဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်မှာအရန်ရိုးဆွဲတယ်အဲ့ဒါတခုကနော်ဆိုတော့ဘာဖြစ်တယ်လဲဆိုရင်နှာဘူးဘီလိန်သူများမင်းသားနဲ့မင်းသမီးနဲ့ကြိုက်နေတာကိုအိမ်ကသဘောတူထားတယ်ဆိုပြီးတော့မှဝင်လာတဲ့ကောင်ဒီတင်မောသားဘီလိန်နော်အဲ့လူဒီတင်မောသားနိုင်ငံခြားကပြန်လာတယ်ဒီလိုမျိုးလုပ်တယ် professional career တခုကိုအရန်ထိခိုက်စေတယ်ဘာလို့ဆိုတခါမဟုတ်ဘူးအမြဲတမ်းဘီလိန်တိုင်းဟာတင်မောသားဖြစ်နေတယ်နော်ဘီလိန်တိုင်းဟာတင်မောသားဖြစ်နေတယ်ဆိုတော့ဒါဒီတစ်ဖက် professional career ကိုထိခိုက်စေတယ်ပေါ့နော်နောက်တစ်ခါတခါတည်းမထော်မနှမ်းနေနဲ့လင်းနေလူကြမယ်ရန်နေဖြစ်ကြမယ်တခါတည်းကိုလေမရှက်မကြောက်တင်နေလုံမယ်ပြောကြမယ်ဆိုတဲ့ဇက်ရုပ်တွေဆိုရင်အချမိမကြနော်တခါတည်းမိမလိုဝစ်စားပြင်ဆင်ပြီးတော့မှတခါတည်းကိုအတင်းမင်းသားကိုအတင်းမင်းသမီးနဲ့ပြိုင်ပြီးတော့မှနောက်ပိုးလုပ်ပြီးလူကြမယ်ဆိုအချဒီလိုမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတွေဟာအဲ့တော့ကျွန်မကတစ်ဖက်ကိုအရင်ပြောမယ်တစ်ဖက်ကကြတော့ဘာပြောလဲဆိုတဲ့ခါကျတော့ तू ပြောတဲ့အပြောလေးอ่ะဒီလိုမျိုးလှုပ်ချင်းအားဖြင့်ခုနကတင်မောသားတွေကိုဘီလိန်လို့မြင်တယ်လို့မျိုးပဲဒီ LGBT တွေအချောက်တွေဆိုတာဟာဒီလိုမျိုးပေါ်ပဲနှစ်ပဲတစ်ပြားဖြစ်သွားစေတယ်လို့မြင်သွားစေတယ်ဒါကြောင့်မလို့ဒီလိုမျိုးလေးတွေတော့မလှုပ်စေချင်ဘူးလို့ဒီလိုလေးပြောတယ်ကျွန်မခံစားလို့ရတယ် right မှန်တယ်မှန်တယ် तू ကနေနေလေးသူ့အသွေးခေါ်လေးအရင်အစ်စ်မြင့်သွားတယ်နော် तू ပြောတာလေးကလေမှန်တယ်तू ပြောတဲ့ဒါပေမဲ့သူ့ကိုလည်းဆဲကြတယ်ပေါ့နော်ဘာညာနဲ့ဆဲကြတယ်ဆိုတော့ကျမတော့ तू မှန်တယ်လို့ပြောပြရစီနော် तू မှန်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမြဲတမ်းကြီးဖြစ်နေတယ်အမြဲတမ်းကြီးမထော်မနှမ်းတွေလုပ်တယ်အမြဲတမ်းကြီးစားတွေအပုံးစားတွေလုပ်တယ်ဆိုအချောက်တွေနော်အချောက်တွေဒီ LGBT တွေဒီလိုအချောက်တွေအဲ့တော့အချောက်တွေဒီလို LGBT ဆိုအထင်သေးစရာအနေနဲ့အပြင်လောကကြီးမှာဒီလိုမျိုးလေးတွေဖြစ်စေတယ်ဖြစ်မှာစိုးတယ်ဆိုတဲ့စိတ်နဲ့ तू ကဒီလိုမျိုးလေးတွေတော့ဆင်ញင်တဲ့တယ်လို့ तू ကဒီလိုလေးပြောတယ်ပေါ့ तू ပြောတဲ့နေရာလွဲသွားလိမ့်မယ် social media ကနေတက်ပြောလို့မလို့ဖြစ်သွားတယ်ဆိုပေမဲ့ဒီလို social media ကနေပြောမှဒါလင်အများကိုသိနိုင်မယ် for example ပေးရတာပေါ့ကျွန်မအမြင်နဲ့ပြောတယ်လို့ပေါ့တယောက်ကိုတော့ထိခိုက်နေတာသွားမယ်အများကောင်းကျိုးဖြစ်စေတယ်ဆိုပြောမယ်ဆိုတဲ့ပုံစံနှုံးအတိုင်းပဲ तू အမုန်းခံပြီးပြောသွားတယ်လို့မြင်တယ်အဲ့တော့တစ်ဖက်ကတုံ့ပြန်တယ်ရွေးချက်ပိုင်ခွင့်မရှိဘူးရိုက်ချင်တယ်ရိုက်ရမယ်စာဝင်နေရေးအတွက်လည်းတကြောင်ဝါသနာရတကြောင်ရိုက်ရမယ်ဆိုပြီးတော့မှဒီလိုလေးဆိုတဲ့ interview လေးတစ်ခုကျွန်မကြည့်လိုက်ရတယ်တခါမနေ့ကလည်းကျွန်မကြည့်လိုက်ရတဲ့ခါကျတော့သူတို့ကဘာပြောလဲဆိုတော့မနာလို့ပြောတယ်မရှိစိမ့်လို့ပြောတယ်အိတ်တာမစ္စရိယာတွေကြောင့်မလို့ပြောတယ်ပေါ့ဒီလိုမျိုးပေါ့တစ်ဖက်လို့ပြီးပြောတယ်ဆိုပြီးနောက်တစ်ယောက်ကလည်းမနေ့က TV မှာပါတယ် TV မှာသူတို့ဘာခန္ဓာမှာလည်းမသိပါဘူးကျွန်မလည်းအိမ်မှာ TV ခဏလေးဖွင့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတယ်เนาะနောက်တစ်ယောက်ကလည်းဒီလိုလေးပြောတယ်ဆိုတော့သူတို့ကတော့တစ်ဖက်လူဟာမနာလို့ပြောတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲသွင်းလိုက်တယ်เนาะမနာလို့ပြောတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲသွင်းလိုက်တယ်ဆိုကျွန်တော်တို့မြန်မာပြည်မှာအဲ့ဒါခတ်တာအဲ့တော့မနာလို့ပြောတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲမသွင်းလိုက်မချင်းတို့နှစ်ယောက်မှန်တယ်တို့အနေနဲ့တို့ site ဘက်ကလည်းတို့မှန်တယ်ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့စာဝင်နေရေးအတွက်ရွေးချယ်ပိုင်ခွင့်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ရိုက်ရမှာပဲဆိုတဲ့အများလဲရိုက်နေတာပဲရိုက်ရမှာပဲဆိုတဲ့ဟာမျိုးနဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်လို့မှန်တယ်ဒါပေမဲ့မနာလို့ပြောတယ်ဆိုတဲ့ဟာမှာကျတော့ဒါတစ်ဖက်ကိုပြန်ပြီးတိုက်ခိုက်တာဖြစ်သွားတယ်လို့ကျွန်မဒီလိုလေးမြင်တယ်နောက်တစ်ခုပေါ့မနေ့ကကြည့်လိုက်ရတဲ့ TV အစီအစဉ်မှာပဲပါတယ်မင်းသမီးကတဲ့ရုပ်ရှင်ထဲမှာတဲ့ပြည့်တစားလို့တဲ့အပြင်မှာပြည့်တစားမှမဟုတ်တာတဲ့ဒါကိုလူတွေကနားလေတယ်တဲ့အဲ့ဒါကိုလူတွေကနားလေတယ် right မှန်တယ်ဒါပေမဲ့အဲ့ဒီဇက်ရုပ်တွေဟာအပြင်မှာ influence ဖြစ်တယ်ရုပ်ရှင်သဘင်ဂီတအနုပညာတွေရဲ့ဟာဒီတိုင်းပြည်မှာ soft power သူဒီအပြင်လောကကြီးကို influence ဖြစ်တယ်
ကျမတို့ယောက်ျားတွေစိတ်လိတောက်တက်ခဲ့တာဒီကြော်သူစိုးသူခစ်ကကြော်သူစိုးသူဒိုးကလေးလားပါလားမသိဘူးအဲ့ဒီကားရှိတယ်ဆိုသူကဆေးဆွဲတာလားမသိဘူးเนาะဆိုတော့အဲ့ကားထဲမှာဆိုတကားလုံးစိတ်လိတောက်တယ်လीเนาะအရန်စတိုင်မိုက်တယ်ကြော်သူနဲ့ဆိုသူနဲ့တငယ်ချင်းလားမသိဘူးကျမတို့ငယ်ငယ်တုန်းကကြည့်ရတဲ့ကားเนาะဒိုးကလေးလားပါလားဘာလဲမသိဘူးဇက်ကားနာမည်တော့ကျမမမှတ်မိတော့အဲ့ဒီမှာဆိုသူဟာစိတ်လိတောက်တာဖြစ်တဲ့တော့ဆိုသူဟာမင်းသားစတိုင်ရမ်းကြတယ်ဆိုသူစိတ်လိတောက်တာဆိုပြီးလူငယ်တော်တော်များများစိတ်လိတောက်တတ်ခဲ့ကြတယ်เนาะဆိုတော့ဒွေးကေအကုန်လုံးဒွေးကေလိုက်ညက်တယ်စိုးမြတ်နန္ဒာကေစိုးမြတ်နန္ဒာကေဆိုပြီးဖြစ်လာတယ်အဲ့ဓာတွေဟာရုပ်ရှင်ရဲ့ influence ဖြစ်တာဒီရုပ်ရှင်ဂီတအနုပညာတွေရဲ့ influence ဖြစ်တာနောက် rapper တွေဆိုပုံဖော်တယ်ရုပ်ရှင်တွေထဲမှာ rapper ဆိုငါပေါ်အဲ့လိုတော့မဟုတ်ဘူးဒါ professional career တွေကိုထိခိုက်စေတာတွေမြန်မာပြည်ရဲ့ရုပ်ရှင်တွေဟာပြောပြတာเนาะဆိုတော့ရုပ်ရှင်ကားတွေထဲမှာအများစုကြည့်လိုက်ဟာရွာတွေထဲမှာ rapper ဖြစ်နေဆို rapper ယူဆိုအယူငါပေါ်အဲ့ဒီပုံစံမျိုးပုံဖော်ကြတယ်เนาะဆိုတော့အဲ့တော့ကျမတို့မြန်မာရုပ်ရှင်လောကလည်းဒီထက်ပိုပြီးတော့မှအဆင့်မြင့်တင်တယ်ပညာပေးတဲ့ဟာဒီမျိုးပို့ပြီးတော့မှဖြစ်တင်တယ် professional career တွေခုနပြောသလိုပေါ့ကျမကတော့အခုယောက်ျားအသင်းမောသားလုံးမှာဆိုတော့ကျမကတော့ဒီဟာဆိုကျမလည်းကျမနယ်ပယ်ကနေကျမလည်းနာတဲ့နေရာနေပြောရမှာပေါ့နော်ဆိုတဲ့ခါကျတော့အခုနှာဘူးမရင်းကောင်သူများဟိုနိုင်ငံခြားကနေပြန်လာပြီးတော့မှမင်းသမီးကိုလိုက်ပြီးတော့မှဖွန်ကြောင်တဲ့ကောင်ဆိုအမြဲတမ်းသင်းမောသားကြီးပဲအပြင်သင်းမောသားတွေအဲ့လိုဟုတ်လို့လားမဟုတ်ပါဘူးနော်အဲ့တော့မသိသင်းမောသားတွေကပဲနှာဘူးတွေနော်သင်းမောသားတွေဟာလူချင်းဝက်ကိုဖောက်ပြက်နေတဲ့သူတွေနော်ဆိုတဲ့ပုံစံမျိုးဖြစ်တယ် rapper တွေဆိုငါပေါ်တွေဟာတခါတည်းအချောက်တွေဆိုရင်ငါတခါတည်းကိုဗယန်းပဓာတွေဒီလိုပုံစံမျိုးတွေဖြစ်တယ်နော်ဆိုတော့ရွာသားတွေဆိုလို့ရှိရင်လဲပစိုးတွေကိုဂရိုင်းကြပြီးတော့မှထိုင်းရီတော်ထဲမှာဟာတခါတည်းကိုလေထိုင်းတော်ထဲမှာထိုင်းရီတွေမူးယူပြီးတော့မှဖုံတော်တဲတော်ထဲမှာနပန်းလုံးမယ်ဆိုတဲ့ဇက်ရုပ်တွေကြီးပဲအများအားဖြင့်မြင်ရတယ်ဒါတွေကပုံကြနေတဲ့ခေါရိုးကျိုးနေတယ်အဲ့တော့ခုနကပြောတဲ့ဒါကကျမတို့မှန်တယ်မှားတယ်ဆိုတာထက်ဒီရုပ်ရှင်အနုပညာဟာရိုက်တာပဲသူများရိုက်လို့ရိုက်နေတာပဲအဲ့တော့မင်းသမီးကရုပ်ရှင်ထဲမှာပြည့်တစားမလို့အပြင်မှာပြည့်တစားမှမဟုတ်တာလူတွေကကြည့်တတ်နေပြီဆိုပေမဲ့ influence ဖြစ်တယ်ရုပ်ရှင်ကြည့်တဲ့လူတန်းစားဟာအချိန်ပိုတယ်အချိန်ပေါ်တယ်ရုပ်ရှင်ကြည့်တဲ့လူတန်းစားအများစုဒီအလဲလက်တန်းစားနဲ့အခြေခံလူတန်းစားအများစုပဲရုပ်ရှင်ကြည့်တယ်အထက်တန်းစားတွေပတ်စံရမ်းချမ်းသာတဲ့သူတွေကရုပ်ရှင်ရုံထဲမှာလည်းရုပ်ရှင်ဘယ်သူမှမကြည့်ဘူးအားရရလဲဗမာကားတွေကိုအချိန်ကုန်ခံပြီးတော့မှမကြည့်ကြဘူးအဲ့တော့ဓာရီဟာပညာစင်ကျင်တွေးခေါ်နိုင်စွမ်းနေတဲ့ပညာနေတဲ့လူတန်းစားစီကိုအဓိကပြတ်မှတ်သွားတယ်အဲ့တော့အဲ့ဓာရီရဲ့ဟာတွေဒီအကုန်လုံး influence ဖြစ်တယ်ဒါကြောင့်မလို့အနုပညာကျမတို့ကိုရီးယားကနေပြီးတော့မှကိုရီးယားယဉ်ကျေးမှုကကဘာတစ်ခုလုံးကိုစီးဆင်းပြီးတော့မှကျမတို့ဒီမှာကိုရီးယားလိုမျိုးကျမတို့တခါတည်းကိုတောက်ကြတယ်စားကြတယ်ဆိုဂျူတောက်တယ်အကင်စားတယ်ကိုရီးယားကင်ချီတွေကျမတို့ပဲခောက်ဆွဲတွေဘယ်ကနေလာတာလဲဒီအနုပညာဒီရုပ်ရှင်ကားတွေကနေပြီးတော့ပဲလာတာအဲ့တော့ကျမတို့မြန်မာရုပ်ရှင်ဆိုတာလဲအနုပညာဆိုတာလဲနံပါတ်1အသိပညာဘဟုတုတတွေကိုဖြန့်ဝေဖို့လိုအပ်တယ်။နံပါတ်2တကယ့်ကိုနိုင်ငံရဲ့ယဉ်ကျေးမှုအဆင့်အတန်းတွေကိုပြဖို့လိုအပ်တယ်။အခုတော့ရိုက်တယ်ဘာတွေကိုရိုက်လဲဟိုနိုင်ငံသားကားတွေအတူခိုးနိုင်ငံသားကားတွေကို copy ယူ inspire တွေယူပြီးတော့မှအခုဆိုရင်ယောက်ျားတစ်ယောက်ကိုအိမ်အောင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုမိန်းမတွေကဝိုင်းလူတဲ့ကားတွေအိမ်အောင်ရှိတဲ့ယောက်ျားဟာအိမ်အောင်မကွေးသေးဘဲနဲ့ကျန်တဲ့မိန်းမနဲ့သွားပေါင်းနေတာတွေဒါမျိုးတွေကိုတွင်တွင်ကြဲကြဲနဲ့ရုပ်ရှင်တွေမှာတွေ့လာရတယ်အဲ့ဒါတွေဟာပြင်ပလောကကို influence ဖြစ်ပါတယ်နော်ဆိုတော့ဒါလေးကိုပြောချင်တာကျမကလေနော်အနုပညာဟာပရိသတ်လူထုကို influence ဖြစ်တယ်ဆိုတာကိုပြောချင်တာဒါကြောင့်မလို့တရုပ်ဆောင်တိုင်းဟာမိမိရဲ့တရုပ်ဆောင်ချက်တွေကိုတတိနဲ့အတိနဲ့ခုနလိုပြည်သူကို toxic မဖြစ်စေတဲ့ဟာမျိုးလေးတွေတရုပ်ဆောင်နေဆိုရင်ပိုကောင်းတယ်ကျမရဲ့ personal အနေနဲ့ဘယ်သူဘက်ကိုလိုက်မလဲဆိုရင်အမှန်မှန်တော့ကျမအခုလိုက်မယ်ဆိုတဲ့သူဘက်ကိုကျမသူ့ကိုမကြိုက်ဘူးကျမသူ့ရဲ့ပရိသတ်မဟုတ်ကျမသူ့ရဲ့ fan မဟုတ်ဘူးဒါပေမဲ့သူဆိုလိုတာဒီကိုကျမသဘောပေါက်တယ်အထင်သူတို့ဒီအဝင်းအဝိုင်းလေးတစ်ခုကိုအထင်မသေးစေချင်တဲ့အချောက်တင်ဟာဒီလိုပဲပေါ်ပေါ်ပဲအချောက်တင်ဟာခိုင်းသမျှလုပ်တယ်အချောက်တင်ဟာဒီလိုပဲဆိုတဲ့ဟာမျိုး image ကိုမဖြစ်စေချင်တဲ့စေတနာနဲ့သူပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမသူ့ကိုလက်ခံတယ်တစ်ဖက်က2ယောက်ပြောတာကောဆိုရင်တစ်ဖက်က2ယောက်ပြောတာလဲမှားတယ်လို့မဆိုလို့နိုင်ပေမဲ့မှန်တော့မမှန်သွားဘူးအဲ့တော့ကျမတို့ကဒီမှာသင်ခန်းစာဘာကိုယူရမလဲဆိုတော့ကျမတို့
အခု social influencer ပေါ့ကျမတို့အဆင့်ဆိုရင်ဘာမှမဟုတ်တဲ့အဆင့်ဒါတောင်မှပင်ကျမတို့ဟာပြည်သူကို toxic ဖြစ်စေတဲ့စကားလုံးဆိုရှောင်ကျဉ်ရတယ်။ဘာဖြစ်လို့ကိုယ့်ကိုချစ်လို့နားထောင်နေတဲ့သူတွေကိုအသိပညာတွေဘဟုတုတတွေအသိဉာဏ်တွေကိုသိသလောက်တွေပဲဖြန့်ဝေခြင်းနဲ့မျှဝေခြင်းနဲ့နော်ခုနပြောသလိုအတူယူမလွဲစေခြင်းမှုကိုချစ်တဲ့သူတွေကိုအတူယူမလွဲစေခြင်းမှုဘာဖြစ်လို့လဲဆိုတော့influence ဖြစ်တာအဲ့တော့အနုပညာရှင်တွေအနေနဲ့ကပို့ပြီးတော့မှတတိထားတဲ့နဲ့အနုပညာဖန်တီးမှုတွေကျမတို့အခုဆိုလို့ရှိရင်လင်လူမယားလူတာလေးအိမ်တော်ကြီးဖောက်ပြန်တာတွေအယမ်းများတယ်နော်အယမ်းများတယ်ဆိုတဲ့ခါကျတော့မင်းသားမင်းသမီးချောလေးတွေနဲ့အိမ်တော်ကြီးကိုလှပကြီးကောင်းကြီးဖောက်ပြန်နေတဲ့ကားတွေကိုမြင်ရတာဒီကျမတို့အခုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းအဲ့လိုဖောက်ပြန်မှုတွေကိုခက်စိတ်ကလေးမြင်လာရတယ်ဒါဒီ normal ပဲဒါဒီအများဒီလိုပဲဖြစ်နေတာပဲဟာဒါဟာ easy ပါဆိုတဲ့ကာချာကိုဖြစ်စေတယ်ဟိုရင်တော့ဆိုတာအိမ်တော်ကြီးဖောက်ပြန်တာတွေဆိုကြောက်စရာကောင်းတယ်သူများပစ္စည်းခိုးတာတွေဆိုကြောက်စရာကောင်းတယ်ဆိုတဲ့ဟာမျိုးတွေအဲ့တော့ဒီခေတ်ဒီကာလကတော့အရန်ပွင့်လင်းမြင်တာတယ်ဆိုတာထက်လဲကျမတို့ကရိုးရာယဉ်ကျေးမှုဆိုတာရှိသေးတယ်ဒလိထုံနှန်းစင်လာတွေဆိုတာရှိသေးတယ်ဘာသာရေးရဲ့အဆုံးအမတွေဆိုတာတွေရှိသေးတယ်နော်အဲ့တော့အခုဆိုရုပ်ရှင်တိုင်းဟာအိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေကြီးပဲသူ့လင်ကိုကိုလူဟာကိုမယားကိုသူလူနော်တခါတည်းကိုဟာလင်ယောက်ျားတစ်ယောက်ကိုမိန်းမတွေအများကြီးဝိုင်းလူအိမ်တော်ရှိတဲ့ယောက်ျားတွေကဖောက်ပြန်ဒီလိုကားတွေကြီးပဲများတယ်အဲ့တော့အပြင်မှာလဲအဲ့ဒီလိုဇက်ရုပ်တွေကိုကြည်ထားတာဖြစ်တဲ့အတွက်ကြောင့်အပြင်မှာလဲဓာတ်တွေဟာဖြစ်ရောဖြစ်စဉ်ဆိုတဲ့ဟာမျိုးတွေစီကိုသွားစေတယ်เนาะဒါကြောင့်မလို့အရန်အနုပညာဟာ influence ဖြစ်ပါတယ်ဒါကြောင့်မလို့ Korea wave ဆိုပြီးတော့မှတခါတည်းကို Korea line ကတခါတည်း Korea အနုပညာတွေကဘာကိုပောက်သွားတဲ့အချိန်မှာ Korea ရဲ့အကုန်လုံးရိုးရာယဉ်ကျေးမှုတွေကအကုန်လုံးကဘာရဲ့ရက်ကို influence ဖြစ်သွားတာ Korea kimchi Korea ပဲခေါက်ဆွဲ soju ဟုတ်လားအဲ့တော့အနုပညာရှင်တွေအနေနဲ့လဲပတ်စံရတာတခုတည်းမဟုတ်ဘဲနဲ့ပြည်သူကို toxic ဖြစ်စေတဲ့ဟာမျိုးလေးတွေဆိုရင်တော့ရှောင်ကျဉ်စေခြင်းနဲ့အသိပညာဘဟုတုတရစေတာမျိုးလေးတွေเนาะဒီလိုမျိုးလေးတွေကိုဖန်တီးကြစေခြင်းနဲ့အခုချိန်မှာတိုင်းပြည်ကအဖက်ဖက်ကနေပြီးတော့မှချွတ်ချုံကြပြီးစိတ်ဓာတ်စီကံပညာအရာကိုအောက်ကိုရောက်နေတဲ့ချိန်မှာတစ်ဖက်တစ်လမ်းကအနုပညာအားဖြင့်ပြန်ပြီးတော့မှစိတ်ဓာတ်တွေကိုမြင့်တင်ပေးတာစိတ်ဓာတ်တွေကိုကောင်းမွန်အောင်ဒီလိုမျိုးလုပ်ပေးတဲ့အနုပညာဖန်တီးမှုတွေပို့ပြီးတော့မှလူငယ်တွေအနေနဲ့လည်းကြည့်လို့ကောင်းပြီးတော့မှအသိပညာဘုဟုတုတမျိုးလေးတွေရသွားစေတာအတုယူသွားစေချင်တာအတုခိုးသွားစေချင်တာအခုကသားဆိုရင်တတိသားဆိုစိုးမယ်မိမပစံကိုထိုင်ဖြုံးတီးမယ်ဟာစေးချမယ်ဟာမိန်းမရှုံမယ်ဒီလိုဇက်ရုပ်တွေတတိသားဆိုရင်ဟာဘလို့စူးစမ်းပြီးဘလို့အောက်တက်ကြပြီးတော့မှဘလို့ဘဝကိုဘလို့ဖြစ်ပြီးဘယ်လိုမျိုးလေးဆိုတဲ့ယဉ်ကျေးတဲ့ဟာအမိဘကိုအမေကိုခံပြောမယ်အဖေကိုခံပြောမယ်เนาะအိမ်ပေါ်ကနေဆင်းသွားမယ်ဒီလိုဇက်ရုပ်မျိုးတွေเนาะဆိုတော့လူငယ်တွေဟာလေအဲ့ဒါတွေကို influence ဖြစ်ပါတယ်เนาะအဲ့ဒါတွေရဲ့လွှမ်းမိုးမှုတွေကလူငယ်တွေစီကိုရောက်ပါတယ်เนาะဒါကြောင့်မလို့လေအနုပညာဟာအရန်ကြောက်စရာကောင်းတဲ့လက်နက်တစ်ခုပါကဘာမှာเนาะအနုပညာဟာတကယ်ကိုတိုင်းပြည်ကိုတောင်ဖျက်ဆီးပလိုက်လို့ရတယ်အနုပညာကြီးနဲ့နော်အရန်ကို soft power ဖြစ်ပါတယ်နော်ဒါကြောင့်အနုပညာရှင်တွေအနေနဲ့ကလည်းအသိပညာဘုဟုတုတတွေအများကြီးပေးစေတဲ့ဟာမျိုးတွေမဟုတ်ဘူးဆိုရင်တော့မှအစိတ်တောက်ဖြစ်စေတဲ့ဟာမျိုးတွေဆိုရင်တော့ရှောင်ကျဉ်စေတဲ့နဲ့ကျွန်မခုနပြောသလိုပေါ့အသင်းမောသားတိုင်းဟာနှာဘူးရုပ်ရှင်တွေထဲမှာ professional career ကိုထိခိုက်တယ်လေဟုတ်လားအပြင်က professional career ကိုထိခိုက်တယ်ဟို director ကလာလဲမင်းသမီးကိုကြံမဲ့အကောင်ဒီနှာဘူးနော်မင်းသမီးကိုတခါတည်းကိုဇက်ပိုထောက်ရတဲ့ဟာဒီသူ့ရဲ့ job ဒီဘာလဲသူ့ရဲ့ opportunity ဒီဘာလဲတင်မောသားတွေဒီနှာဘူးအဲ့တော့လူတွေအမြင်မှာတင်မောသားဒီနှာဘူးဖြစ်သွားပြီအချောက်တီဆိုရင်ဗျံပဓာတွေအကုန်လုံးတန်ဖိုးမဲ့ဟာ rapper တွေဆိုငပေါ်အယူရွာသားတွေဆိုရင်ပစိုးကိုတိုတိုဝစ်တခါတည်းကိုထန်းရည်ထဲမှာထန်းထဲမှာထန်းရည်တောက်ပြီးတော့မှမူပြီးရန်ဖြစ်နှပန်းလုံးပုံကြနေပြီတကယ်အပြင်လောကကြီးမှာအတိုင်းနေဟုတ်လို့လားမဟုတ်ပါဘူးเนาะဟုတ်တယ်မလား
ဒါကြောင့်မလို့အမှုပညာကျမတို့မြန်မာပြည်ကမြန်မာပေါ်ကားလို့ပြောတာလေနေတောင်နေသေးတယ်နေတောင်နေသေးတယ်နော်ဒါကြောင့်မလို့လေအမှုပညာဟာ influence ဖြစ်ပါတယ်ဆိုတာလေးကိုကျမသိစေချင်တာလူငယ်တွေစူးစမ်းခြင်းစိတ်တွေဖြစ်အောင်လူငယ်တွေစိတ်ဓာတ်တွေကောင်းအောင်လူငယ်တွေတက်ကြွအောင်လူငယ်တွေအလုပ်စူးစမ်းအောင်တယောက်နဲ့ team work တွေကောင်းအောင် sympathy empathy တွေဖြစ်အောင်ဒီလိုဇက်ရုံမျိုးတွေကိုဖန်တီးစမ်းပါအခုတော့မဟုတ်ဘူးလူငယ်တွေကဂျလေးပြီးသူ့မယားကိုလူမယ်သူ့စော်ကိုကြိုက်မယ်ဆေးချမယ်ဆေးဆွဲမယ်နော်အဲ့လိုအဲ့တော့ကျမကဒါလေးကိုဒီနေ့အဲ့ဒီဖြစ်နေတဲ့ဖြစ်စဉ်ဖြစ်ရကလေးပေါ်မှာမူတည်ပြီးတော့မှကျမကဒါလေးကိုဆွေးနွေးကြည့်တာနော်အဲ့တော့အနုပညာရှင်တွေလည်းပတ်ဆိုင်ရတာတခုတည်းနဲ့မဟုတ်ဘဲနဲ့တိုင်းပြည်ကိုနည်းနည်းကြည့်ဖို့ပေါ့နော်မြန်မာပြည်မှာလေအောင်မြင်ခြင်းမထော်မနှမ်းနေလုံးလိုက်အထူးသဖြင့် TikTok မှာပို့ပြီးသိတာနော်မထော်မနှမ်းနေလုံးလိုက်ကျမတို့လိုပညာပေးစကားတွေပြောနေဆိုတဲ့သူတွေရတဲ့ reaction ထက် react ထက်ပေါက်ပန်း40မထော်မနှမ်းနိုးသီးတွေခါပြမယ်မထော်မနှမ်းအမူအရာတွေလုပ်မယ်မဟုတ်တရုပ်တွေကိုလုပ်မယ်အဲ့လိုစီမှာရတဲ့ reaction တွေက react တွေကပိုများတယ်သိလားဆိုတော့လူတွေကကောင်းတာထက်မကောင်းတာမှာပို့ပြီးတော့မှမွေ့လျော်တဲ့သဘောရှိတယ်အဲ့တော့အောင်မြင်ခြင်းနဲ့ဆိုရင်စောက်ဘောစောက်လောတွေသာလုပ်လိုက်အဲ့လိုပဲပြောတော့စောက်ဘောစောက်လောလုပ်လို့ရှိရင်အဲ့ဒါအောင်မြင်ပြီနော်အောင်မြင်ပြီရိုးရိုးတမယိုးကြလူလူသူလူကောင်းကောင်းမွန်မွန်နဲ့ဆိုရင်လူမသိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့လူငယ်တွေကအလွယ်လိုက်လာတာလေနော်မထော်တရော်တွေပြောရောမထော်တရော်တွေလုပ်ရောအမလီငပိဆိုင်ရင်မူးလို့အန်လို့ဆိုတာတွေအဲ့လိုမျိုးတွေနော်ဟိုတနေ့ကပါလဲကြည့်လိုက်ရပါတယ်အင်တာဗျူးလေးတစ်ခုပူလို့ရှိရင်အဲအကူမရလို့ရှိလို့ရှိရင်ဘာဖြစ်တယ်ဆိုလားရားတယ်ဆိုလားရန်တယ်ဆိုလားဘလို့ဖြစ်တယ်ဆိုအဲ့လိုတွေပေါ့ဘလို့ attention any attention အဲ့လို attention မှာကောင်းတဲ့ attention နဲ့မဟုတ်ဘူးနော်သိလားဘလို့နီးနဲ့ပဲဖြစ်ဖြစ်လူသိရင်ပြီးသွားနံပါတ်1လူသိဖို့ဆိုပြီးတော့မှလေအဲ့လိုမျိုးတွေလောက်ကြပြုတ်မှုကြတာပေါ့အဲ့တော့လူငယ်တွေကဘာဖြစ်လဲဆိုတော့ရေလိုက်လွဲသွားကြပြီကိုယ့်ရဲ့ ability နဲ့ကိုယ့်ရဲ့ talent နဲ့ကိုယ့်ဂုဏ်သိက္ခာနဲ့တိဆောက်တဲ့ဘဝအထက်လူဘလို့သိမလဲလူသိရင်ပြီးရောဘလို့မျိုးဆိုရင်ဖြစ်မလဲလူသိဖို့လူအဲ့ဒီ reaction တွေရဖို့ react တွေရဖို့လူတွေသိဖို့ like တွေများများရဖို့အဲ့ဒါကိုပဲဥတီရှေးရှုပြီးတော့မှအဲ့လိုပဲလုပ်တာနော်အဲ့တော့အောင်မြင်ခြင်းလားမြန်မာပြည်မှာစောက်ဘောစောက်လောတာလုပ်လိုက်အောင်မြင်ခြင်းစောက်ဘောစောက်လောလုပ်လိုက်အဲ့ဒါမြန်မာပြည်မှာအောင်မြင်တယ်အဲ့တော့စောက်ဘောစောက်လောလုပ်လို့အောင်မြင်တယ်ဆိုရင်စောက်ဘောစောက်လောကိုအားပေးနေတဲ့ဟာတွေကစောက်ဘောစောက်လောထက်အောက်ကျတဲ့ဟာတွေအဲ့တော့ကျမတို့အဆင့်တန်းကြီးတွေကဘယ်လိုကြီးဖြစ်သွားပြီလဲဟုတ်လားအခုကြည့်လိုက်ဘာရင်မဟုတ်ဘူးနော်ပရဟိတလုပ်တယ်ရေခဲချောင်းတယ်သူကသူရေခဲရောင်းနေတယ်စိန်ဆိုင်ကခေါ်ပြီးစိန်ဆိုင်မှာ TikTok ကခိုင်းတယ်သူ့ကိုကြိုးအတွက် attention ယူတာ attention ယူလိုက်တာဟောကိုရုပ်ရှင်ရိုက်အောင်မယ်တဲ့ तू ကအမှုပညာဝမ်းစာဘယ်လောက်ပြည့်လို့တော့ရုပ်ရှင်ရိုက်ရကျမဟိုအမကြီးအမဲလိုက်အကအမကြီးတော့လည်းကျမပြောတော့ကျမကိုဝိုင်းဆဲကြတယ် professional career ဆိုတာရှိသေးတယ်ဝမ်းစာဆိုတာရှိသေးတယ်အခုရုပ်ရှင်ရိုက်အောင်မယ်တဲ့အနုပညာဝမ်းစာဘယ်လောက်ရှိလို့တော့အနုပညာဝမ်းစာပြည့်တဲ့အနုပညာရှင်တွေတောင်မှဘင်းဒီအနုပညာလောကထဲမှာမကွယ်ပြောက်သွားအောင်စူးစမ်းရုန်းကန်နေကြရတာအဲ့လိုမျိုးအလွယ်လန်းကနေလာပြီးတော့မှတခါနဲ့ attention ယူပြီးတော့မှပြည်သူတွေရဲ့စိတ်ဝင်စားမှုကိုယူပြီးတော့မှရုပ်ရှင်ရိုက်မယ်တဲ့ရုပ်ရှင်မင်းသားတင်ရိုက်မယ်တဲ့အဲ့လိုလူမျိုးကိုကျမတို့ကအားပေးရအောင်ပါလားပညာရှင်ကိုပဲလိုချင်တယ်လေပညာရှင်ကိုပဲကြည့်ချင်တယ်လေအဲ့လို attention နဲ့အဲ့လိုမျိုးဆိုရင်ပေါ်လောတွေမဖြစ်သွားဘူးလားအဲ့တော့အခုကအဲ့လိုမျိုးဘသူနည်းနည်းလေးတန့်ကနေဖြစ်တယ်လေစီးပွားရေးသမားကလည်းခေါ်ပြီးပလေးလိုက်တာအဲ့တော့ဟုတ်တယ်အဲ့လိုပလေးခါတော့ဘာဖြစ်လဲဆိုတော့ပတ်စံရတယ်အဲ့တော့သူ့ဘဝအတွက်တော့အကြောင်းတစ်ခုအတွက်တော့အဆင်ပြေသွားမှာပေါ့နော်အဲ့တော့အဲ့လိုအဆင်ပြေခြင်းနဲ့အဲ့လိုမျိုးထင်ပေါ်ခြင်းနဲ့အဲ့လိုမျိုးခဏလေးပဲဖြစ်နော်ကိုယ့်ရဲ့talent ကိုယ့်ရဲ့ ability တွေမဟုတ်ဘဲနဲ့ခုနလိုပေါ့ခဏလေးပဲဖြစ်ကောက်ရုံးမီလိုမျိုးဖြစ်သွားခြင်းနဲ့ဆိုရင်ကျမနီးပေးလိုက်မယ်ခုနငွေပွားနီးပေးပါဒီသင်းလို့ပြောလို့မလို့နီးပေးလိုက်မယ်ပေါ်နိုင်သမျှပေါ်စောက်ဘောစောက်လောတွေဒါလုပ်ပြလိုက်နော်ပေါ်နိုင်သမျှပေါ်ပြီးစောက်ဘောစောက်လောတွေလှုပ်လိုက်လို့ရှိရင်
လူတွေရဲ့စိတ်ဝင်စားမှုရလိမ့်မယ်ခဏကောက်ရုံးပြီးဖြစ်လိမ့်မယ်စီးပွားရေးသမားတွေကလာပြီးတော့မှသူတို့ရဲ့ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိမ့်မယ်ရေတော်မှာတော့ပတ်စံရသွားလိမ့်မယ် talent တွေ ability တွေမပိုင်ရေရှည်မခံဘူးကျွန်တော်တို့ဒီလောကမှာရက်တည်နေတာကျွန်တော်တို့လည်းကျွန်တော်တို့ဝမ်းစာနဲ့ကျွန်တော်တို့ talent နဲ့ကျွန်တော်တို့ ability နဲ့ကျွန်တော်တို့ရက်တည်နေတာဘယ်သူဖြတ်မပြတ်ဘူးဘယ်သူလာတိုးချမတွန်းကြမကြသွားဘူးကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာဝမ်းစာနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခြေခိုင်တယ် foundation ခိုင်တယ်အဲ့တော့ငွေပွားနည်းဆိုလို့နော်ပေးပါဆိုလို့ပေးလိုက်ပြီမြန်မာပြည်မှာအရန်အောင်မြင်ဖို့လွယ်တယ်မြန်မာပြည်မှာအောင်မြင်ခြင်း TikTok မှာစောက်ဘောစောက်လောတွေသာလုပ်လိုက်အဲ့ဒါဆိုအောင်မြင်ပြီနော်အဲ့ကြရင်အမစိန်ဆိုင်တွေကလိုက်လာလိမ့်မယ်သူတို့ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိုက်မယ်နော်အဲ့ကြရင်အမှုပညာရှင်ဖြစ်သွားပြီနော်အဲ့ကြရင်ပတ်စံရလိမ့်မယ်ဟုတ်ပြီလားနော်